မိုက်ကယ်ဟာကင်ဆာရောဂါနောက်ဆုံးအဆင့်ခံစားနေရသူဖြစ်တာကြောင့်သူမရှိတော့တဲ့နောက်တားဖြစ်သူကိုစောင့်ရှောက်ပေးမယ်မိသားစုအသစ်တစ်ခုကိုရှာဖွေနေပါတယ်။ဒီနေ့မှာအလောက်ကပြန်လာပြီးတားဖြစ်သူကိုရေချိုးပေးအဝိစားတစ်တွေလဲပေးပြီးတော့ဇနီးမောင်နှံတစ်စုံနဲ့တွားတွေ့ပါတယ်။အဲ့ဒီဇနီးမောင်နှံကအရန်ကိုစီကံကြီးပြီးတင်းကျပ်လုံးတာကြောင့်သူ့သားအတွက်မတင်တော်ဘူးဆိုတာမိုက်ကယ်ချက်ချင်းသိလိုက်ပြီးသူတို့ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီနောက်မိုက်ကယ်ဟာငွေကြေးချမ်းသာတဲ့မိသားစုတစ်ခုနဲ့ထပ်တွေ့ပါတယ်။သူတို့ကတားဖြစ်သူတက်တောင့်တက်တာနေနိုင်မဲ့အခန်းကျယ်ကြီးတွေကိုပြသကြပါတယ်။အဲ့ဒီဇနီးမောင်နှံကကလေးကိုအယုတ်တယုတ်ပေးပေမဲ့သူတို့ပြန်ခါနီးမှာတော့ဇနီးဖြစ်သူကအဲ့ဒီအယုတ်ကိုပြန်ပေးဖို့အချက်ပြလိုက်ပါတယ်။မိုက်ကယ်ကအယုတ်တယုတ်တောင်မပေးနိုင်တဲ့သူတွေဟာငါမရှိတော့ရင်တားလေးကိုဘလို့စောင့်ရှောက်မှလဲလို့တွေးပြီးဒီမိသားစုကိုလည်းညှင်းလိုက်ပြန်ပါတယ်။နောက်ထပ်တွေ့တဲ့ဇနီးမောင်နှံကတော့ကျင်နာတက်ပြီးနားလည်မှုရှိကြသူတွေပါ။သူတို့မှာသမီးလေးတစ်ယောက်ရှိပြီးမိုက်ကယ်ရဲ့တားနဲ့လည်းပျော်ပျော်ပါးပါးကစားကြပါတယ်။ဒါကိုမြင်တော့မိုက်ကယ်စိတ်အေးသွားပြီးသဘောတူညီချက်ယူဖို့ပြင်ဆင်နေတော့မှာပဲအဲ့ဒီမျိုးသားကခွေးနဲ့အရန်တက်မတည့်ဘူးဆိုတာသိလိုက်ရပါတယ်။မိုက်ကယ်ရဲ့တားလေးကတော့ခွေးလေးတစ်ကောင်မွေးချင်တယ်လို့အမြဲအိမ်မက်မက်နေသူပါ။ဖခင်တယောက်အနေနဲ့တားရဲ့ဆန္ဒကိုသူလစ်လျူမရှုနိုင်ခဲ့ပါဘူး။တားဖြစ်သူကဖေတားကိုဘာလို့တခြားသူတွေစီပို့ချင်နေတာလဲလို့ခဏမေးလေးရှိပါတယ်။ဒီနေ့မှာတော့တားဖြစ်သူကခြံထဲမှာတင်းနေတဲ့ပိုးကောင်လေးတစ်ကောင်ကိုတွေ့သွားပါတယ်။အဲ့ဒီအချိန်ဟာအမှန်တရားကိုပြောပြဖို့အကောင်းဆုံးချိန်ပဲလို့မိုက်ကယ်တွေးလိုက်ပါတယ်။သူကတားလေးဒီပိုးကောင်လေးကတေးသွားပြီဒီနေ့ကျရင်ဖေလည်းတေးရမှာပဲလို့ပြောပြပါတယ်။ဒါပေမဲ့ကလေးကတော့တေးချင်းတရားအကြောင်းကိုဘာမှနားမလည်ပဲကစားပွဲတစ်ခုလိုပဲထင်နေပါတယ်။ပစ္စည်းတွေပျောက်သွားပြီးမှပြန်ပေါ်လာတတ်တယ်လို့လူတွေလည်းပြန်လာလိမ့်မယ်လို့သူကယူဆနေတာပါ။နောက်တစ်နေ့အလုပ်လုပ်နေတော့မှမိုက်ကယ်ဟာရုတ်တရက်အားအင်ကုန်ခန်းတယ်လို့ခံစားလိုက်ရပါတယ်။ကန်ထရိုက်တာကသူဟန်ဆောင်နေရလို့ထင်ပြီးညနေပိုင်းမှာလောအားခတွေကိုအများကြီးဖျက်တောက်ပစ်လိုက်ပါတယ်။ဒါပေမဲ့မိုက်ကယ်ကတော့ဒါကိုဂရုမစိုက်ပါဘူး။သူဆေးရုံမှာစစ်ဆေးမှုသွားလုပ်တဲ့အခါဆရာဝန်ကသူ့မှာအချိန်များကြီးမကျန်တော့ဘူးလို့ပြောလိုက်ပါတယ်။အခုတော့မိုက်ကယ်ကသူရှိနေတော့မှတားဖြစ်သူကိုဘဝမှာဘယ်လိုနေထိုင်ရမလဲဆိုတာတက်နိုင်သမျှတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရှိတော့တဲ့အခါတားဖြစ်သူကတခြားသူပေါ်မိခိုနေစရာမလိုအောင်အဆောက်အဦဆောက်တဲ့နေရာတွေအိမ်လုပ်တွေနဲ့သူ့ရဲ့အလုပ်ခွင်တွေစီကိုပါတားလေးကိုခေါ်သွားပါတယ်။နောက်တစ်နေ့မှာတော့သူ့သားလေးကိုနောက်ထပ်မိသားစုတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီအိမ်မှာခွေးလေးတစ်ကောင်ရှိနေတာကကောင်းတဲ့အချက်ဖြစ်ပေမဲ့သူတို့ရဲ့ရိုင်းဆိုင်တဲ့သားဖြစ်သူကမကောင်းတဲ့စကားလုံးတွေတုံးလုံးနေတာကိုမြင်လိုက်ရတဲ့အတွက်မိုက်ကယ်ချက်ချင်းပဲပြန်ထွက်လာခဲ့ပါတယ်။သူ့သားကိုအဲ့ဒီလိုပတ်ဝန်းကျင်မျိုးမှာမကြီးပြင်းစေချင်လို့ပါ။အဲ့ဒီနောက်မှာတော့တယောက်တည်းနေထိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖို့တယောက်ကအကြံပေးပါတယ်။သူမကစိတ်ကောင်းရှိပြီးရိုးသားသူပါ။သူမဟာကလေးနဲ့အတူဘာမှတွန့်ဆုတ်မနေပဲဝင်ကစားပေးတယ်လို့ကလေးအကြိုက်ဆုံးဟင်းကဘာလဲဆိုတာကိုပါမေးမြန်းပါတယ်။သူမရဲ့စိတ်နေစိတ်ထားကိုမိုက်ကယ်အရန်သဘောကျသွားပါတယ်။အခုတော့မိုက်ကယ်ဟာသူမသားလေးကိုကောင်းကောင်းဆောင်ရှောက်နိုင်ဖို့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုအဲ့ဒီအမျိုးသမီးစီအမြန်ဆုံးလွှဲပြောင်းပေးချင်နေပါတော့တယ်